ကျွန်တော်ဗီတာမင်ပါဟောဒီကားထဲမှာလည်းဗီတာမင်ပဲကြည့်နေတယ်ကွာဟောဟောမမကို train ပေးရလေကိုကအလားမယ်သူကဖြစ်ချင်တာဆိုတော့မောင်တယောက်အနေနဲ့ support ဖို့ဒါတာဝန်ရှိရလေနော်သူ့ရဲ့အရန်မောင်းနေသူ့ရဲ့ခန္ဓာကိုယ်ပါညာဆိုးစားတွေသူ့ရဲ့လမ်းလျှောက်စကေးတွေအတွက်ကိုနော်မောင်ကတာဝန်ယူပေးထားပါတယ်ဒီကားထဲမှာသူစင်းမဲ့နေရာမှာတစ်ပင်ရှိရပြီ你乖狗，你还不要嘞？那我的乖狗啊！你有啊？你到哪来不？ဟုတ်စီကအဓိကတော့ဒီကားထဲမှာပေါ့နော်တခြားမကြော်ညာထားတဲ့ plot ရည်ရတာလေးလည်းပါတဲ့အတွက်ဒီစနေသက်တေးကတွေပေါ့နော်တောက်ကြစနေသက်တေးကတွေကိုပေါ့နော်လာကြည့်ပါနောက်ရက်တွေလည်းလာကြည့်ပါပေါ့နော်ဘာလို့လဲဆိုတော့အဲ့မှာစခွေထားတာတွေအများကြီးရှိသေးတယ်အဲ့လိုအမတ်တရားဆိုလို့ရှိရင်အဲ့ miss ပြိုင်တဲ့အချိန်မှာလေလဲဝိုင်းအခန်းမှာတကယ်နာတာသိလားခဏတိုင်းခြေတော့ညိုမဲနေရပဲသူ့ရဲ့ဒူကောင်းပါလေနော်တကယ်ချင်းဒူကောင်းနေဆိုညိုမဲဒူကောင်းနေဆိုညိုမဲအဲ့လောက်ထိကိုခဏရင်ပြန်ရရပြန်ပြောရတာပေါ့တကယ်လဲတာဟောအေးဟုတ်ပါတယ်တကယ်မဲတာတကယ်ပါတကယ်နာတာအဲ့ခင်းထားတဲ့အပြားပေါ်မှာလေခဏရင်ပြစ်လဲတဲ့ဟာရိုက်တယ်အဲ့ပြီးလို့ရှိရင်အဲ့မှာ miss တွေလေဟိုသိရမလားမေးခွန်းမေးဖြေတယ်မလားဟုတ်တယ် question နဲ့နန်းဆောင်မှာမတော်ရင်ပြောတာပေါ့နော်တော့ကြပဲအဲ့တော့သူပြင်စင်တာကွာကိုပြောထားဆိုလေအဲ့ဒါလေးကိုတော့ရင်ခုန်တယ်ပေါ့နော်ကြည့်ချင်တယ်ပေါ့ကိုယ်တိုင်လေဟာပဲရင်ခုန်ပါရဲ့နော်ဆဲလူရာကြည်သားလူရာတသက်နဲ့ပြန်လူရဲတဲ့တတိနော်တဲဆုငိမ့်နေဖြစ်နိုင်ပါတယ်ကျွန်တော်မှအဲ့လိုမပြောနဲ့ရှစ်တာလားဘာတူလဲငါသမီးအော်ဘာတူခွာလိုက်တာလဲဆွေရတော့ဂွန်အီဆိုတဲ့ character တော့ပေါ့နော် miss ဖြစ်ချင်တာပေါ့အဲ့လိုတက်တက်ရလည်း miss ဖြစ်ချင်တယ်ကိုကလည်း miss ဖြစ်ချင်တယ်ဒီရက်မောင်းနေပေါ့နော်အဲ့ဒါမှမအေးလုတ်တဲ့အန်ဒီဂွန်ဆိုင်ကနေပြီးတော့ဒါပန့်ပိုးပေးတာပေါ့နော်ဟုတ်တယ် तू ကဟိုပါပေါ့ coffee mate ပေါ့ဟုတ်ပါဘူး happy coffee mate ကျင်းနေတယ်ကြော်ညာပေးသေးလားကြော်ညာပေးသေးနော်အေးဟုတ်ပြီတော့ happy ခဲ့တာပေါ့ရန်ပူပါရဲ့ဟုတ်ဘယ်တော့ခဲ့တာပဲပြောလာပြီလားရှိုင်းရကြတော့ဆွေရဲ့မောင်လေးဒါအန်ဒီဂွန်းစိန်ရဲ့သမီးနဲ့သားနဲ့သားနဲ့ပေါ့နော်ဟုတ်ပြောလိုက်ဦးလေးခုကလေးကျွန်တော်ဗီတာမင်ပါဟောဒီကားထဲမှာလည်းဗီတာမင်ပဲဗီတာမင်ပဲအမျိုးကလာတဲ့ရုပ်ချောချောအဲ့လိုမိမိရဲ့မောင် miss ဒီအဖွဲတွေကပြောလာတော့မသိဘူးမိကကပြောကြရင်မျိုးလုံးနဲ့ပြန်ဝင်miss အဖွဲတွေကပေါ့နော်အဲ့လိုမျိုးဟုတ်ရှိုင်းကတော့ရွာကောင်လေးပါပဲအညာတရလေးပါပဲအမေကချမ်းသာတယ်ဟုတ်ပြီညတော့လည်းပြောတယ်အမေကချမ်းသာတယ်ပြီးတော့ရွာမှာပေါ့အမဒီလိုမျိုးနော်အမေနဲ့အမကိုရထားဆိုကုံတော့မောက်တာပေါ့နော်အဲ့လိုမျိုးရွာမှာမွေတယ်စောကြီးပဲလောကကိုကပဲလိုက်ကြိုက်တာကိုပဲလိုက်ကြိုက်တာအဖေရောရက်ပူတယ်ပဲရှိတာလေအဖေမမြင်ဘူးခဲ့ဘူးအဖေဘာလုပ်လဲမမကို train ပေးရလေကိုကအလားမယ်သူကဖြစ်ချင်တာဆိုတော့မောင်တယောက်အနေနဲ့ support ဖို့ဒါတာဝန်ရှိရလေနော်သူ့ရဲ့အရန်မောင်းနေသူ့ရဲ့ခန္ဓာကိုယ်ပါညာဆိုးစားတွေသူ့ရဲ့လမ်းလျှောက်စကေးတွေအတွက်ကိုနော်မောင်ကတာဝန်ယူပေးထားပါတယ်ဒီကားထဲမှာဒီကားရိုက်ဖို့လားပြောပြမယ်ကိုအောင်ပိုင်နဲ့သွား train နေ train နဲ့ကျပါကိုအောင်ပိုင်အဲ့လို miss လောကကိုထွက်သွားခြင်းလားအောင်ဖြစ်သွားတာအဲ့တည်းပြီးတော့လည်းမသွားတော့ဘူးကိုကအဲ့လိုသူတင်တဲ့ဟာတွေဒီမကန်နိုင်ဘူးသိရမလားငိုချင်းလာတာအဲ့လိုရှောက်လည်းမရှောက်တတ်ဘူးအဲ့ဖက်နဲ့ကြီးတွေနဲ့ပြီးသူတို့မှလေပြီးတော့တခုအဲ့ဒါတော့တကယ်ပြောရနော် miss တွေဘယ်လောက်ထိစူးစမ်းပြီးတော့ဘယ်လောက်ခက်ခဲလဲဆိုတာကိုတိုင်းအဲ့ဘာမှမဟုတ်တဲ့ဒီတရက်လေးသွား train တာတော့မခံနိုင်ဘူးအဲ့ကြတော်တော်လေးကိုချင်းစားပါတယ်လို့ဟုတ်ကဘာလောကရက်ကိုထွက်သွားခြင်းလားဘာလို့ဆိုတော့အဲ့ကိုအောင်ပိုင်နဲ့တင်တဲ့အချိန်မှာပိုသိရတာပေါ့နော်တကယ်လေးစားရအားကြောင့် miss တွေကိုလေတော်တော်မလွယ်တာပဲလို့ဒီဖက်နဲ့ကြီးတွေနဲ့ဒီလိုအဲ့လို post ဒီလိုခါးတွေကောဘယ်လိုမှမရဘူးကျမခဏလေးလိုပြန်ဖြစ်သွားလေဘာပြောမှမသိတော့အမောက်စိမ့်စိမ့်ကြည့်ရင်လည်းမြင်ရတယ်ကွယ်လာလိုက်တာမောင်လေးစူးစမ်းမှုတွေကြီးလိုက်အေးလာလိုက်မြင်နေရတယ်ဟုတ်ပါဘူးအဲ့လိုရမ်းမြင်နေရတယ်တော့ကေးစေချင်တာလားငါအေးအဲ့လိုဂျောပွင့်နေဗာနဲ့ထိုးကြတယ်မဟုတ်ဘူးလက်ညိုးနဲ့ထိုးကြတာချင်းချင်းသူ့ရဲ့မှာတိုင်းလက်ကေးရကစကားရည်ပါနော်ဟုတ်တယ် तू ကအပြင်မှာလည်းအဲ့တိုင်းပဲနော်ကျွန်တော်ဖြေချလိုက်ရမလားဟုတ်ကဲ့အိမ်နာဟောကိန်းနာတက်ရင်ကြောစပါမဖြေဘူးဘယ်တော့မှမဖြေဘူး तू မကြိုက်ဘူးတဲ့तू မကြိုက်တာဆိုမဖြေဘူးအေးပါထွက်သွားပြရမှာရပါတယ်တကယ်ချင်းခုံထွက်တယ်ပါလေတွေ့ကျွေးလို့ရလို့ဝါလေးဘူပိုင်ကြီးနဲ့ကတော့ဆွေရတိတ်မစုံဘူးအဲ့ miss ပြိုင်တဲ့အချိန်ပေါ့အဲ့အချိန်ပဲစုံပြစ်တာပေါ့နော်ဆွေရဒီကားထဲမှာဆရာထူးကိုကြိုက်တာလေဆ
ဆရာတူးနဲ့ဆွေးတယ်အရှမ်းကြီးကကြည့်လိုက်တော့တကယ်မြန်လာကြည့်လိုက်တော့နော်ရိုက်တော့လည်းအရန်ပြောဖို့ကောင်းတယ်ကျွန်တော်ကြောင့်လေကျွန်တော်ရဲ့ဒါ တို့ကရိုက်နေလို့ပဲပေါ့အပြင်မှာပဲပြောတာရိုက်တော့မပြော ပူလို့ ပူတယ်လေ အရန်ပူတော့အဲ့တော့အမတ်တရတကယ်ကိုစူးစမ်းခဲ့ရတာအဲ့ဝတ်တာစားတာတွေနဲ့စဉ်းစားတာကြည့်လိုက်တော့ရှင်ကျွန်မအဲ့ဖက်နဲ့အမြင့်ကြီးတွေနဲ့ပြီးရင်အဲ့ထမလေးအရန်ခတ်တဲ့အခန်းလေးဆွေရန်ကြောက်တာနော်ဆွေ6တော့သိကောင်းတာမဟုတ်တည်ရမလားကွာအဲ့ site ကိုရှိအဲ့အချိန်မှာဒီ तू ကတဲစုငိမ့်တို့ကလောက်ကြတာပေါ့ကိုလေအဲ့ okay ကိုအပေါက်တွေနဲ့ okay မှာလမ်းလျှောက်ကျင်နေတာ okay အပေါက်ကိုလဲလိုက်တဲ့ဟာတောက်ကအဲ့ထဲကိုဝင်ရတာအဲ့ဒါတော်တော်ကြောက်တာအဲ့လျှောက်တဲ့အချိန်မှာ ဟုတ်ကဲ့ပါဒီတနေ့တာရဲ့ဘဝမော်ရီခဏတာဖြစ်ဖြစ်ဒီစကားလေးကိုကြည့်ရှုရင်းနဲ့ပြေပြောက်သွားတယ်ဖြတ်တန်းဝင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမော်ဒမားတွေအားလုံးဒီစူးစမ်းရကြိုဒီဖြစ်ချင်ဝင်လာမယ်တင်းတစ်ခုလုံးကစူးစမ်းကြိုရမ်းနေပါတယ်လို့ဒါကြောင့်မလို့ခဏလေးအပန်းဖြစ်ဖို့အတွက်ကိုလာရောက်ကြည့်ရှုအားပေးကြပါလို့ဖိတ်ခေါ်လိုက်ပါတယ် ဟုတ်နတ်မှာပေါ့နော်ပြင်နိုင်ရကြိုဘာလို့ဆိုတော့တော်တော်လေးအထဲမှာလောက်ထားတယ်ဆို သူရန်စူးစမ်းထားတယ်သူပြထားတယ်ဆိုတော့ တိတ်ရှက်တယ် တော့ပါတော့အေးနင်တို့ကလည်းငါလည်းရှက်လို့ အင်မတန်ကိုရှက်တယ် ဒီနေ့စတင်ပြီပေါ့နော် ဒီနေ့စပြီးတော့ယုံတင်ပါပြီအားကြောင့်မလို့လာရောက်ပြီးတော့စီရိုချစ်တဲ့ပရိသတ်တွေအားလုံးလာရောက်အားပေးကြောင်းဖိတ်ခေါ်ချင်ပါတယ်ရှင်